အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဒီ reaper တော့မှာပေါ့နော် drum ကိုကျွန်တော်တို့ multi track ဘယ်လိုခွဲမလဲပေါ့နော် case on gate snare on snare hi hat ဆို hi hat တော့ပါစသည်ဖြစ်ပေါ့နော်ဒီတလိုင်းချင်းစီကျွန်တော်တို့ဘယ်လိုမျိုးခွဲမလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့အပေါ်မှာပေါ့နော်ပေါ်တန်းလေးမှာဒီ track TIC get track ပေါ့နော်အဲ့ကောင်ရှိတယ်အဲ့ကောင်နှိပ်မယ်နှိပ်ပြီးရင်ဒီမှာ1 2 3 4 5ခုမြောက်ပေါ့နော်အဲ့5ခုမြောက် insert virtual ပါလားအဲ့ကောင် instrument on neutral ပေါ့နော်အဲ့ကောင်နှိပ်မယ်အဲ့ကောင်နှိပ်ပြီးရင်ဒီမှာကျွန်တော်တို့ဒီမှာပေါ်လာမယ်ကျွန်တော်ရဲ့ဒီ instrument တွေပေါ့နော် instrument တွေပေါ်လာမယ်ဆိုတော့ဒီမှာကျွန်တော်က empty power drum kit နော်အဲ့ကောင်ကျွန်တော်သုံးထားတယ်ဆိုတော့နော် CPU တွေပါတယ်မနိုင်တော့ဘူးเนาะဒီကောင်ပဲတုံထားတယ်ဆိုတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဘာ drum ပဲတုံဒီကောင်ကိုကျွန်တော်ရဲ့တုံးတဲ့ drum ကိုနှိပ်မယ် click နှိပ်မယ်ပြီးရင်ဒီလိုမျိုးပေါ်လာပြီเนาะပြီးရင်ဒီမှာ yes ကိုကျွန်တော်ပေးလိုက်မယ်တွေ့လားပေါ်လာပြီဆိုတော့ဒီမှာကျွန်တော်ဒီ drum ကတော့ဒီလိုမျိုးပြန်လုပ်ပေးရပါတော့ start ကိုပြန်ပြီးတော့လုပ်ပေးရတာOkay ဒီမှာကြလာပြီနော်သူ့ရဲ့သစ္စာရ track တွေပါတယ်ဗောနော် multi track တွေကြလာပြီဆိုတော့ကျွန်တော်ဒီမှာနာမည်တွေပါတယ်ပေးလို့ရတယ်နော် Okay ဒါတော့ထားတော့နော်ဆိုတော့ကျွန်တော်ဒီမှာ drum box ကကြလာပြီမဲ့လဲဒါပေမဲ့ဒီမှာအလုံးမလုံးသေးဘူးဗောနော်သူကဘယ်လိုမျိုးဒါဆိုဘာပြန်လို့ရမလဲဆိုရင်ကျွန်တော်တို့ဒီထဲမှာပြန်သွားမယ်ဒီသူ့ရဲ့ mixer ထဲမှာပေါ့နော်ဒီမှာ mixer ဆိုတာရှိတယ်အဲ့ mixer ထဲမှာကျွန်တော်တို့ line တွေခွဲပေးရမှာဖြစ်တယ်1ပြီးရင်ဒီမှာ2ပေါ့နော်ပေးလိုက်3 4 5နော်4 5 6 7 8ပါနော် Okay ဆိုတော့ကျွန်တော်ကြည့်မယ်ပြန်ပြီးတော့ဒီကောက်ဒီနားရွှေ့ထားလိုက်မယ်နော် Okay ကျွန်တော်ဒီမှာစနေစနေဒီမှာကြည့်3ခုမြောက်မှာရှိရနော်မကစ်ကဒီမှာကစ်ကနော်ဆိုတော့3ဝါဒီမှာတူဒီကောင် Okay ဒီလိုပေါ့နော်ဆိုတော့ Okay ဒီကောင်ကကျတော့ဒီထဲမှာတော့ပူးနေတယ်ပေါ့နော်တော့ထားလိုက်ဒီကောင်ပြန်ပြီးတော့ကျွန်တော် just ပြန်လုပ်လို့ရပါတယ်ဆိုတော့ hi hat နော်Okay ဒါပါပဲเนาะကျွန်တော်ဒါကတော့ multi track ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လုပ်ပြတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲ